ဒီနေ့ကတော့base R မှာအခြေခံပေါ့နော် vector ဆိုတဲ့ data type တိစောက်ပုံပြမှာဖြစ်ပါတယ်ဒီမှာ vector metric array data frame list နော်ဒီလို data type လေးတွေရှိတယ်ဒါပေမဲ့ဒီနေ့ကတော့ vector ဆိုတဲ့ data type တိစောက်ပုံပေါ်ပြမှာဖြစ်ပါတယ်ဒါတော့ base R ပါ base R ကနေ variable x တစ်ခုကို variable x တစ်ခုမှာကျွန်တော်တို့ data လေးတွေသွင်းပါမယ်အဲ့တော့ data သွင်းရင်ဘယ်လိုသွင်းလဲဆို c function နဲ့သွင်းပါ c function ဆိုတော့ဒီ c ကုန်းစာကုန်းပိတ်ပေါ့နော်အဲ့ c function မှာကို data တချို့ထည့်သွင်းလိုက်ပါမယ်ဒီမှာ 592183ပေါ့နော်ဒီ data 5လုံးပေါ့လေဒီ data 5လုံးကိုထည့်သွင်းလိုက်ပါပြီပြီးရင်enter ခေါက်ချမယ်အဲ့တော့ဒီ variable x ဆိုရဲvariable လေးကို h ထဲကိုပေါ့နော်ဒီ592183ဆိုဝင်သွားပါပြီဟုတ်ပြီအဲ့တော့ဒီမှာ sort ဒီမှာ operation တချို့ပြမှာပေါ့နော်operation တချို့ပြမှာဆိုတော့ sort ကိုလုပ်လိုက်ရင်တွငယ်တွေကြီးလိုက်ဆင်သွားပြီပေါ့နော်တကယ်လို့ကိုငယ်တွေကြီးလိုက်ဆင်တာမလို့ခြင်းဘူးဆိုရင်လည်းရတယ်ဒီမှာ decreasing ဒီမှာဆို decreasing force လောက်ထားတာပေါ့နော်ဒီအောက်မှာဆိုဒီမှာ decreasing ကို true လောက်လိုက်ရင်လောက်ဖြစ်သွားမယ်အဲ့ဒါဆိုရင်ဒီမှာဟောပေါ့ငယ်စဉ်ကြီးလိုက်မဟုတ်ပဲကြီးစဉ်ငယ်လိုက်ကိုကြီးစဉ်ငယ်လိုက်ကို true လောက်လိုက်သလိုဖြစ်သွားတဲ့အတွက်အဲ့လိုမျိုး20ကနေစပေါ်တာပေါ့နော်ပြီးလို့ရှိရင်rank ဆိုလို့ရှိရင်သူက35เนาะအဲ့လိုမျိုးပေါ့351ပါညာအဲ့တော့ဒါဘာလို့စီတာလဲဆိုလို့ရှိရင်ဟိုပေါ့ဘယ်လိုခေါ်မလဲ original ပေါ့နော်592183ဆိုတဲ့ဒီ original ဒီ data ထဲမှာဘယ်လိုမျိုးအစင်လိုက်ဖြစ်နေလဲပေါ့နော်ဘယ်လိုမျိုးအစင်လိုက်ဖြစ်နေလဲဆိုတော့ဒီမှာ number 1ကတော့ဒါပထမတစ်ခုပေါ့နော်ပြီးရင် number 3ကဒုတိယဖြစ်ရမယ်အဲ့တော့3ကတော့ဒီမှာသူ့ရဲ့ position 2ပေါ့နော်အဲ့တော့နောက်ပြီးရင်5က position 3နော်9က position 5နော်20က position 6ပေါ့1 2 3 4 5 6နော်ပြောရရင်တော့ဆိုလိုတာကဒီဟိုဟာကိုပြန် sort ကိုပဲသူကဟိုဟာပေါ့ဒီ sort တော့စီထားတဲ့ဟာကိုပြန်ပြီးတကယ် original ဟိုပါပေါ့နော် data ထဲမှာသူဘယ်လိုမျိုး position တွေရှိနေလဲဆိုတာပြောတာပေါ့လေနောက်ပြီးရင် rank ပြီးလို့ရှိရင်ဘာလုပ်မလဲဆိုတော့ order rank နဲ့ order နဲ့ဆင်တယ်လို့ပဲပေါ့နော်တကယ်တော့လည်းမတူပါဘူးအဲ့တော့ order ဆိုတာဘာလဲဆိုရင်ဒီမူရင်းပေါ့နော် original value 592183ဆိုတဲ့ဟာကနေဒီမှာတော့ sort စီလိုက်ရော sort စီလိုက်တော့1358920ဖြစ်သွားရောအဲ့တော့သူ့ရဲ့ original value ပေါ့နော်နောက် sort စီထားတဲ့ဟာရဲ့ original ဟိုနေရာပေါ့ပြောရတယ် sort စီလိုက်တော့ဟိုတကယ်တော့သူကပါလဲ order ကျတော့ sort စီထားတဲ့ဟာကိုsort စီထားတဲ့ဒီကိန်းကနအစင်ရဲ့ဒါ original နေရာကိုပြန်ကြည့်တာပေါ့နော်ဥပမာနံပါတ်1ပေါ့နော်သူက sort စီတဲ့နေရာမှာ1358920ဆိုပေါ့အဲ့လိုပေါ့တော့ဒီ1က original နေရာဘယ်နေရာလဲဆိုတော့သူက 4th position ရှိတယ်3ရဲ့ original နေရာက 6th position ရှိတယ်အဲ့လိုမျိုးပေါ့နော်နောက်5ရဲ့ original နေရာက first position မှာရှိတယ်အဲ့လိုမျိုးပေါ့20ရဲ့ဟိုပေါ့နော်နောက်8ရဲ့ original position က fifth position မှာရှိရ2ရဲ့နောက်9ရဲ့ original position 2မှာရှိရနောက်ဟုတ်ပြီနော်အဲ့လိုမျိုးပေါ့20ရဲ့ original position 3မှာ third position ပေါ့အဲ့လိုမျိုးပြောတာပေါ့နော် order ဆိုတော့ sort စီထားတာကိုပြန်ပြီးတော့ဟိုလောက်တာပေါ့နော် sort စီထားတဲ့ဒီဟို
ကိန်းကနန်းဆင်ကိုပဲသူ့ရဲ့မူရင်းကဘယ်နေရာမှာမူရင်းဒီအိတ်ထဲကိုရိုက်သွင်းလိုက်တော့မူရင်းသူ့ရဲ့နေရာဘယ်နေရာလဲပေါ့နော်အဲ့ဒါကိုပြောတာပေါ့နောက်ပြီး come some age ကကြတော့သူကပါလဲဆိုရင်တဆင်ချင်းပေါင်းသွားတာပေါ့နော်တဆင်ချင်းပေါင်းတော့ဆိုဥမာဒီမူရင်းဟိုပါပေါ့မူရင်းစီထားတဲ့ဟာပေါ့နော်592183အဲ့ဒါကိုတဆင်ချင်းပေါင်းပါပေါ့နော်5ကနေစမယ်ပေါ့နော်5ကတော့ step ဟိုပေါ့ step 1အနေနဲ့5ကနေစပြီးပြီး9နဲ့ပေါင်းတော့သူက14ဖြစ်သွားတယ်နော်14ကို20နဲ့ပေါင်းတော့34ဖြစ်တယ်34ကို1နဲ့ပေါင်းတော့35ဖြစ်တယ်နောက်ပြီး35ကို8နဲ့ပေါင်းတော့43ဖြစ်တယ်43ကနေ3နဲ့ထပ်ပေါင်းတော့46ဖြစ်တယ်အဲ့လိုမျိုးပေါ့နော်သစင်ချင်းပေါင်းသွားတာပေါ့အဲ့လိုမျိုးနောက်တစ်ခုကျတော့သစင်ချင်းမြောက်သွားတဲ့ဟာပေါ့ come from အဲ့သစင်ချင်းမြောက်တော့ကျတော့သူလိုက်တိုင်းပဲဟို5ကနေရစတယ်ပေါ့နော်ဒီ origin နဲ့ဟို data အစဉ်အတိုင်းပဲသွားတော့5ကနေရစမယ်ပြီးရင်5က9နဲ့မြောက်တော့945နဲ့မြောက်တော့900နဲ့တင်နဲ့မြောက်တော့900အဲ့လိုမျိုးပေါ့နောက်ဆုံးဟို1000ကျော်ရသွားရောနော် okay ပြီးလို့ရှင် come prop ပြီးရင်ပါလဲဆိုတော့ cumulative maximumဆိုတာပေါ့နော် cumulative maximum ဆိုတာကအကြီးဆုံးပေါ့နော်ဘယ်ကအကြီးလဲပေါ့နော်ဟိုမှာထားပါတော့ဒီဟာကိုကြည့်တာပေါ့နော်ကျွန်တော်တို့ origin နဲ့တွင်ထားတဲ့ data အစဉ်ကိုကြည့်မယ်အဲ့တော့5ကတော့5ပဲ5နေရာမှာအကြီးဆုံး5နဲ့9နဲ့ရှင်9ကြီးတယ်နော်9နဲ့ကဲ20နဲ့ရှင်20ကြီးတယ်နော်အခုတည်းဒီ5ရဲ့9ရဲ့20ရဲ့မှာဆိုအကြီးဆုံးက20ပဲအဲ့လိုမျိုးပေါ့နော်နောက်တော့1နဲ့ရှင်ကြတော့လဲ1နဲ့20ကလည်း20ပဲကြီးတာနော်ဆိုလိုချင်တာက cumulative maximum ဆိုတာကသူကိန်းကနန်းအစဉ်မူရင်းကိန်းကနန်းအစဉ်ရဘယ်ဟိုပေါ့နော်ဘယ်ချိန်ထိအကြီးဆုံးလဲပေါ့နော်အဲ့တော့5က5တလုံးနဲ့ရှိတော့5အကြီးဆုံး9နဲ့ရှင်တော့9ကြီးတယ်20နဲ့ရှင်တော့20ကြီးတယ်တော့20 80ဒီနံပါတ်third position ဒီက20အကြီးဆုံးဒီမှာထပ်ပြီး183နဲ့ရှင်လိုက်တော့20ရပဲကြီးတယ်အဲဒါကြောင့်မို့20ပဲပေါ်တယ်နောက်ဒီမှာထပ်ပြီးတော့ဟိုတန်တာခောက်မိလို့ဖြစ်သွားတယ်တကယ်တော့ခောက်ကြရမလို့နော် cumulative minimum ဆိုလို့ရှိရင်သူကဒီမှာသူကလည်းအဲ့လိုပဲဟာငယ်ဆုံးပဲပေါ့သူအပေါ်ရဲ့ဟာရဲ့အပေါ်ကဟာရဲ့သူကnegative ဘယ်လိုက opposite ပေါ့နော်အဲ့တော့ဒီမူရင်းကိန်းကနန်းဆင်မှာဆိုရင်5ပထမဆုံး9နဲ့ရှင်တော့9ပဲ9နဲ့9နဲ့ရှင်တော့9ပဲပို့သေးတယ်နောက်9နဲ့20နဲ့ရှင်တော့20ပဲပို့သေးတယ်sorry 9ပဲပို့သေးတယ်အကြောင်း3နေရာထိ9ပဲနောက်9နဲ့1နဲ့ရှင်တော့1ပို့သေးတယ်အဲ့တော့1နဲ့ရှင်တော့1အဲ့တော့အဲကြောင့်မလို့သူက555111ရသွားဟုတ်ပြီနောက်ထပ်တစ်ခုရှိသေးတယ်ပေါ့နော်နောက်ထပ်ပြရ operation တစ်ခုရှိတယ်ဒါပေမဲ့အဲ့ဟာမပြခင်ကျွန်တော်ကဒီမှာy ဆိုတဲ့ variable နောက်တစ်ခုပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဒီမှာတွန်းလိုက်ပါမယ်ဘာကြောင့်လဲဆိုတော့သူကနောက်ထပ်ပြမယ်ဟာဒီ variable နှစ်ခုဟို vector နှစ်ခုပေါ့နော်နိုင်ရှင်ပြရမှာဖြစ်တဲ့အတွက်ပေါ့နော်okay နော်ဒီမှာအဲ့လိုပေါ့ဆင်လိုက်ပြီးနော်ဆင်လိုက်ပြီးတော့ကျွန်မပါလဲဆိုရင် y ဆိုတဲ့ variable ပဲရရအောင်အဲ့မှာဒီမှာတော့ h နဲ့ y ဆိုဒီအပေါ်က592183နဲ့ဒီ493149နိုင်ရှင်တော့မှာနော်နိုင်ရှင်တော့မယ်ဆိုရင်သူကပါလဲဆိုရင်okay နော်အဲ့တော့သူဘယ်လိုနိုင်ရှင်သွားတာလဲဆိုတော့ဒီမှာဒီ592183နဲ့493149ကိုဘယ်လိုမျိုးပေါ့ဘယ်လိုခေါ်မလဲနှစ်ခုကိုနိုင်ရှင်လိုက်တာပေါ့ဥမာ5ပထမနေရာမှာ5 8မှာ5ရှိတယ်ဒီမှာ4ရှိတယ်နော်အဲ့တော့4က
5က4တက်ကြီးတယ်အဲကြောင့်5နော်ဒီမှာ9ဆိုရင်ဒီမှာ9ကလည်းတူတူပဲမလို့9ပဲရေးတယ်တော့20နဲ့30နဲ့ရှင်းတဲ့အခါမှာ30ကပိုကြီးတယ်1နဲ့1နဲ့ဆိုလည်း1ကပိုကြီးတယ်နော်ဒီမှာ8နဲ့ဒီနောက်8နဲ့ဒီမှာ4နဲ့ကြတော့8ကြီးတယ်နော်3နဲ့9နဲ့ကြတော့9ကြီးတယ်နော်အဲ့လိုမျိုးပေါ့ဒါဟိုလိုမျိုးနိုင်ရှင်ပြတာပေါ့လေနှစ်ခုကိုဖြည်းပဲနှစ်ခုကိုနိုင်ရှင်တကယ်လို့ဒီမှာ P minimum တော့ရှိလားပေါ့ဒီမှာဟုတ်မဟုတ်လို့ရှိဦးတယ်နဲ့ရှိတယ်ရှိတယ်တော့ဒါကနှစ်ခုနိုင်ရှင်တဲ့အခါမှာဟုတ်ပြီနော်ဒီမှာ592183နဲ့493149နိုင်ရှင်တဲ့အခါမှာ4နဲ့5နဲ့ကြဒီမှာ4ကပိုသေးတယ်နော်9ကတော့ထားလိုက်တူတယ်တော့20နဲ့30ဆို20ကပိုသေးတယ်နော်1နော်နောက်ပြီး8နဲ့4နဲ့ဆိုရင်တတိတာကြီး4ကပိုသေးတယ်နော်3နဲ့9ဆို3ကပိုသေးတာတော့ဟုတ်ပါပြီဒီနေ့ကတော့ဒီလောက်ပါပဲနော်ဒါလေးကတော့ operation လေးတွေပေါ့နော်ဒီနေ့ပြောသွားတာတော့ sort ရယ် rank ရယ် order ရယ်cumulative sum ရယ် cumulative product ရယ် cumulative maximum cumulative minimum နော် p max နော်